ဒီနေ့တော့ကျွန်တော်ကအင်္ဂလန်မှာဟောလီတကြောဖြစ်ခဲ့ရတဲ့ခွင်းဆက်လူသတ်မှုတစ်ခုအကြောင်းကိုပြောပြမယ်နော်ကျွန်တော်တို့သိရတဲ့အတိုင်းပဲလူသတ်မှုတွေကအမြဲရှုပ်ထွေးပွေလီနေလေးရှိတယ်လူသတ်သမားတွေကသူတို့ကျူးလွန်ခဲ့တဲ့အမှုတွေကိုပျောက်ပြက်အောင်နည်းအမျိုးမျိုးနဲ့ဖုံးကွယ်လေးရှိကြတယ်ဒီအမှုရဲ့ထူးခြားချက်ကဘာတွေလဲလူသတ်သမားကသူလွတ်မြောက်ဖို့ဘလို့အစွမ်းကုန်စူးစမ်းခဲ့လဲဆိုတာဆက်ပြီးနားထောင်ကြည့်ရအောင်နော်ခန္ဓာကိုယ်ရည်သာမရှိရင်ဒီဖြစ်ပျက်တွေကိုဘယ်သူမှသိမှာမဟုတ်တော့ဘူးလို့သူကယုံကြည်ခဲ့တယ်။ဒါဆိုဘာပြစ်မှုမှလည်းမရှိတော့ဘူးပေါ့။ဒါကတော့ဒီ acid ကံလူသက်သမားတွေးခဲ့တဲ့အတွေးပါပဲ။တွေးတယ်လို့ပဲသူတကယ်လည်းအကောင့်ထဲပေါ်ခဲ့ပါတယ်။သူတတ်ခဲ့တဲ့လူတွေအားလုံးရဲ့အလောင်းတွေကို acid ကံနဲ့ထည့်ပြီးအရေးဖြော်ပစ်ခဲ့တယ်။ဒါပေမဲ့သူမသိလိုက်တာကမကောင်းမှုဆိုတာကစိတ်ကြွရမရှိဘူးဆိုတဲ့စကားပုံအတိုင်းပဲအမှန်တရားဆိုတာအမြဲတနေရာမှာတော့ကြန့်ရှိနေသေးတယ်ဆိုတာပါပဲဒီဖြစ်ရမှာတရားခံကိုလက်ပူးလက်ကျက်မိခဲ့ပါတယ်သူတက်ရမှာအသုံးပြုခဲ့တဲ့ပစ္စည်းတွေလူတွေရဲ့အကျွင်းကြံတွေကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်သတင်းစာမှာစလုံးမဲနဲ့ဖော်ပြခံရတဲ့နာမည်ကြီးသတင်းကောင်းစဉ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်ဒီသတင်းရဲ့အဓိကဇာတ်ကောင်နာမည်ကိုတော့ John Johick လို့ခေါ်ပါတယ်။ကဲဒါဆိုရင်ဒီ John Johick ကဘယ်လိုမျိုးလဲဆိုတာကိုကြည့်ကြရအောင်ပါ။ John Johick ကို1909ခုနှစ်အင်္ဂလန်နိုင်ငံစတန်ဖို့မှာမွေးဖွားခဲ့ပြီးတော့သူကတဦးကြီးသောသားလည်းဖြစ်ပါတယ်။ဖခင်ကအင်ဂျင်နီယာတဦးဖြစ်ပါတယ်။ဘာသာရေးတရားအရန်ကိုင်းဆိုင်ပြီးတော့စီကံတင်းကျပ်လွန်တဲ့မိသားစုမှာကြီးပြင်းခဲ့ရလို့ငငယ်လေးတွေကသူ့မှာတငယ်ချင်းပေါင်းသင်းဆိုတာလည်းလုံးဝမရှိခဲ့ပါဘူးငယ်ဘဝရဲ့ပျော်ရွှင်မှုဆိုတာကိုလည်းလုံးဝမခံစားခဲ့ဘူးပါဘူးဂျွန်ကစန္ဒယာတီးခတ်တဲ့နေရာမှာတော့ပါရမီပါခဲ့ပြီးငယ်စဉ်ကတည်းကကနဝင်တွေးသွားတွေကိုတီးခတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့မိဘတွေရဲ့စီကံကြီးမှုအောက်မှာဂျွန်ဂျော့ဟိတ်ရဲ့အငုံစိတ်ကတနည်းတစ်နည်းပိုပြီးတော့ကြီးမားလာခဲ့ပါတယ်သူကကလေးဘဝတွေကခိုးမှုလိုမျိုးအမှုသေးသေးလေးတွေကိုကျူးလွန်ခဲ့ပြီးသူဘာမှမသိတယ်လို့မျိုးဖြူစင်ဟန်ဆောင်နေခဲ့လိရှိပါတယ်ဂျွန်ကအရွယ်ရောက်လာတဲ့အချိန်မှာတော့မော်တော်အင်ဂျင်နီယာတဦးဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတော့စီးရင်ကိုင်အလုပ်အယောင်စီးအလုပ်တို့ကိုလည်းပြောင်းလဲလုပ်ကင်ခဲ့ပါတယ်အသက်22နှစ်မှာတော့အလုပ်ထဲကပတ်စံပုံးကိုခိုးမှုနဲ့ထောင်ချခဲ့ပါတယ်ဂျွန်ကအသက်23နှစ်မှာဗတ်ဒီဆိုသူအမျိုးသမီးလေးနဲ့အိမ်အောင်ကြခဲ့ပါတယ်သမီးလေးတဦးဖွားမြင်ခဲ့ပြီးတော့အဲ့ဒီအချိန်မှာတော့ဂျွန်ကထောင်ထဲမှာပဲရှိနေခဲ့ပါတယ်။ဒါကြောင့်ဘတ်ဒီကသမီးလေးကိုသူများကိုမွေးစားပေးဖို့ပေးခဲ့ပြီးတော့သူ့ကိုလည်းစွန့်ခွာပြီးထွက်ပြေးသွားခဲ့ပါတယ်။1936ခုနှစ်မှာတော့ဂျွန်ကလန်ဒန်ကိုပြောင်းလာခဲ့ပြီးလောင်းကစားရုံပိုင်ရှင်တထေးကြီးဝီလီယံမက်ဆွမ်ရဲ့ကားသမားတဦးဖြစ်ဝင်ရောက်လုပ်ကင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စီးရင်ကိုင်လုပ်ခဲ့မှုတဲ့ဂျွန်ကနာမည်တူတွေသုံးပြီးအင်ချမ်မြေအကျိုးဆောင်ဟန်ဆောင်ကပတ်စံတွေကိုစတင်လိမ်လည်ပါတော့တယ်။လိမ်ညာမှုတွေကြောင့်သူကနောက်ထပ်ထောင်၄နှစ်ကြာခဲ့ပါတယ်။ဒါပေမဲ့ထောင်ကပြန်ထွက်လာတဲ့အချိန်မှာတော့ဂျွန်ရဲ့အငုံစိတ်တွေကပုံမကြီးမားလာခဲ့ပါတယ်။သူထောင်ခဏကြာနေတာကမျက်မြင်သက်သေတွေကြံနေခဲ့လို့ဆိုပြီးတော့သူ့စိတ်ထဲမှာနောင်တရနေခဲ့တယ်။မျက်မြင်သက်သေတွေသာမရှိရင်သူ့ကိုရဲတွေကဖမ်းလို့ရနိုင်မှာမဟုတ်ဘူးလို့လည်းအတွေးစိုးတွေဝင်လာခဲ့ပါတယ်။ဒါကြောင့်သူကဓာတုဗေဒဘာသာရပ်ကိုစတင်လေ့လာခဲ့ပြီးတော့တစ်ချိန်မှာသူ့အတွက်အသုံးဝင်ဆုံးအဖော်မွန်ဖြစ်လာမယ့် sulfuric acid ရဲ့ဂုဏ်သတ္တိကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူကလူသက်ပြီးဖျောက်ဖျက်ဖြစ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကိုရှာတွေ့ပြီးလို့တွေးခဲ့တယ်။သူဒီ acid ကိုသုံးပြီးအလောင်းတွေကိုအရေးဖြော်ပစ်ခဲ့မယ်ဆိုရင်ဒီလူတွေကလောကကြီးရဲ့မှာအသက်ရှင်ခဲ့တဲ့ဆိုတာကိုတော့လူတွေကသိလိုက်မှာမဟုတ်ဘူးဆိုပြီးတော့အတွေးစိုးတွေဝင်လာခဲ့ပါတယ်။သူက acid ထဲကြွက်တွေကိုပြစ်ချကြည့်ရဲ့အချိန်မှာတော့မိနစ်30လောက်အတွင်းမှာပဲဒီကြွက်တွေကအစအနလုံးဝပျောက်ကွယ်သွားတာကိုကြည့်ပြီးတော့ပျော်ရွှင်နေခဲ့ပါတယ်။1944ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာတော့ဂျွန်ဂျော့ဟိတ်ကသူ့ရဲ့စိတ်ကူးတွေကိုစတင်အကောင့်ထဲပေါ်ခဲ့ပါတယ်။သူကသူ့အလုပ်ရှင်ဟောင်းဖြစ်သူဝီလီယံမက်ဆွမ်ကိုအရက်ဆိုင်ကနေပြန်လည်တွေ့ဆုံခဲ့ပြီးတော့သူ့ရဲ့ပထမဆုံးသားကောင်အဖြစ်ရွေးချယ်ခဲ့ပါတယ်။ဝီလီယံကိုသူ့ရဲ့အိမ်ကိုအလဲလာဖို့အတွက်ဖိတ်ခေါ်ခဲ့ပြီးတော့အိမ်ကိုအရောက်မှာတော့ခဲပိုက်နဲ့ခေါင်းကိုရိုက်နှက်ပြီးတော့တပ်ဖြစ်ခဲ့ပါတယ်။အလောင်းကိုတော့မြေအောက်ခန်းထဲမှာရှိတဲ့ sulfuric acid 180လီတာထည့်ထားတဲ့တိုင်ကြီးထဲကိုထည့်ပြီးတော့ပိတ်ထားခဲ့ပါတယ်။ရက်အနေငယ်အကြာမှာတော့အနေငယ်ကလွဲပြီးဘာချေရလက်ရမှာမရှိတော့တာကိုကျေနပ်ဖွယ်တွေ့ရှိခဲ့ရပါတယ်။သူကညောင်လူဝင်ပေါက်ထဲကို acid တွေအကုန်လုံးသွင်းချပြီးတော့ရှိသမျှလက်စားလက်နာတွေအကုန်လုံးကိုဖျောက်ဖျက်ပစ်ခဲ့ပါတယ်။
သူထင်သလိုအပြေးဝရလက်ရခဲ့လို့ဂျွန်ဂျော့ဟစ်ကအရန်ကြည်နပ်နေခဲ့ပြီးတော့သူ့ရဲ့လူသက်လက်စဖြောက်မှုတွေကိုဇက်တိုက်ကျူးလွန်มาတော့တယ်ဒုတိယသားကောင်အဖြစ်ဝီလီယံရဲ့မိဘတွေဖြစ်တဲ့ဒေါ်နယ်နဲ့အေမီတို့ကိုရွေးချယ်ခဲ့ပါတယ်ဝီလီယံရဲ့မိဘတွေကသူတို့သားပျောက်ဆုံးနေတာကြောင့်ဂျွန်ဂျော့ဟစ်ကိုခေါ်ယူမေးမြန်းခဲ့ပေမဲ့စကော့တလန်ကိုရုတ်တရက်ထွက်သွားတယ်လို့ပဲလိန်ညာထားခဲ့ပါတယ်1945ခုနှစ်ဇူလိုင်လ2ရက်နေ့မှာတော့တန်တရားဝင်နေတဲ့ဝီလီယံရဲ့မိဘတွေကိုဝီလီယံကသူ့အိမ်ကိုပြန်ရောက်နေလို့လာတွေ့ကြပါအောင်ဆိုပြီးတော့လိန်လေခေါ်ပြီးတော့တပ်ပြတ်ခဲ့ပါတယ်။အက်စစ်ကန်တွေကိုအလောင်းတွေကိုထည့်ပြီးဖျောက်ဖျက်ပစ်ခဲ့ပါတယ်။လက်မှတ်အတုတွေထိုးပြီးတော့ဝီလီယံမိသားစုရဲ့ပိုင်ဆိုင်မှုအလုံးကိုရောင်းချပြီးတခြားမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းလောင်းကစားကိုအလွန်ခုံမင်နဲ့ဂျွန်ဂျော့ဟစ်ကလက်ထဲမှာပတ်စံအနှဲငယ်သာကြန့်ရှိရတဲ့ပြဿနာကိုကြုံတွေ့လာရပါတယ်။ဒါကြောင့်သူကနောက်ထပ်ပတ်စံမြမဆဆရမယ့်နီလန်းကိုထပ်မံရှာကြံมาတော့တယ်။ဒီလိုနဲ့သူ့ရဲ့တတိယမြောက်သားကောင်အဖြစ်ချမ်းသာတဲ့ဆရာဝန်လင်များဖြစ်တဲ့ဒေါက်တာအာချီဘောဟန်ဒယ်ဆန်နဲ့ဇနီးသည်ဖြစ်သူရိုးစ်တို့ကိုရွေးချယ်ခဲ့ပါတယ်။သူကဆရာဝန်လင်များကိုသူ့အိမ်ကိုအလဲခေါ်ပြီးတော့ခေါင်းကိုတနက်နဲ့ပစ်တက်ခဲ့ပါတယ်။မတက်ခင်မှာတော့သူ့ရဲ့အကောင်ဆုံးစန်းနီယာလက်တံနဲ့ဖျော်ဖြေခဲ့ပါသေးတယ်။အလောင်းတွေကိုအက်ဆစ်တွေအပြည့်ထည့်ထားတဲ့တိုင်ကြီးရဲထည့်ပြီးတော့လက်စဖျောက်ပစ်ခဲ့ပါတယ်။ပြီးတော့ဒီလင်မယားရဲ့လက်မှတ်အတုတွေကိုတုပထိုးပြီးတော့ရှေ့မြပိုင်ဆိုင်မှုတွေအားလုံးကိုရောင်းပြီးတော့ခြေရာဖျောက်ခဲ့ပြန်ပါတယ်။ဂျွန်ရဲ့နောက်ဆုံးသားကောင်ကတော့လူချမ်းသာမုတ်ဆိုးမတအုပ်ဖြစ်တဲ့အသက်69နှစ်အရွယ်ရှိတဲ့အိုလစ်ဒေါ်ရင်ဒေကွန်ဆိုတဲ့အမျိုးသမီးကြီးဖြစ်ပါတယ်။သူကဒေါ်ရင်ရဲ့အနီကိုအင်ဂျင်နီယာတအုပ်ဖြစ်နေတဲ့ချင်းကပ်ခဲ့ပြီးတော့ရင်းနှီးမှုရယူကအိမ်ကိုလည်းအလဲခေါ်ခဲ့ပါတယ်။အိမ်ကိုရောက်တဲ့အချိန်မှာတော့ဒေါ်ရင်ရဲ့လယ်ဘေးကိုတနက်နဲ့ပစ်ပြီးတပ်ဖြတ်ခဲ့ပါတယ်။ဒေါ်ရင်ရဲ့ခန္ဓာကိုယ်ကအင်ကြီးအကုန်လုံးကိုချုပ်ပြီးတော့တနေရာမှာထားပြီးတော့ဒေါ်ရင်ရဲ့ခန္ဓာကိုယ်ကိုတော့အက်ဆစ်ကန်နဲ့ထည့်ပြီးတော့ဖျောက်ပြက်ဖြစ်ခဲ့ပါတယ်။ဒါကသူ့ရဲ့နောက်ဆုံးနဲ့သူ့ကိုဖမ်းမိစေခဲ့တဲ့အမှုတစ်ခုဖြစ်ခဲ့ပါတယ်။ရက်အနေငယ်ကြာမှာတော့ဒေါ်ရင်ရဲ့တငယ်ချင်းတွေရဲ့တိုင်ကြားချက်ကြောင့်ဂျွန်ရဲ့အိမ်ကိုဝင်ရှာကြရမှာမပျော်သေးတဲ့လူအစီတွေနဲ့ဒေါ်ရင်ရဲ့အိမ်ကြီးသွားချင်းကြံတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဂျွန်ကသူ့ရဲ့အပြစ်တွေအားလုံးကိုရဲစခန်းမှာဖြောင့်ချက်ပြီးဝန်ခံခဲ့ပါတယ်။ယခုလူတွေအပြင်နောက်ထပ်ကောင်လေးတအူးမိန်းကလေးတအူးနဲ့အမျိုးသမီးတငယ်တအူးကိုလည်းတပ်ဖြတ်ခဲ့သေးတယ်လို့သူကသွေးအေးနဲ့ဝန်ခံခဲ့ပါသေးတယ်။သူတက်ခဲ့တဲ့သူတွေရဲ့သွေးကိုဖောက်တောက်ခဲ့တယ်လို့တောင်ရဲအရာရှိတွေကိုပြောခဲ့ပါတယ်။သူတက်ခဲ့တဲ့လူတွေရဲ့ရုပ်အလောင်းတွေမရှိတော့တာမို့သူ့ကိုဖမ်းလို့မရဘူးလို့လည်းတရားရုံးကိုဟန်ပါပါနဲ့ရှောက်လဲချက်ပေးခဲ့ပါတယ်။ဒါပေမဲ့သူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကထင်ရှားတာကြောင့်1949ခုနှစ်ဩဂတ်10ရက်မှာတော့ဂျွန်ဂျော့ဟစ်ကိုကြိုးပေးကွပ်မျက်ခဲ့ပါတယ်။အရာအားလုံးကိုအက်ဆစ်ကဖျောက်ဖျက်ပေးလိုက်မယ်လို့ဂျွန်ကထင်မှတ်ခဲ့ပါတယ်။ဒါပေမဲ့အဆုံးသတ်မှာတော့အမှန်တရားဆိုတာသူထင်သလိုလွယ်လွယ်ကူကူပြောက်ကွယ်မသွားဘူးဆိုတာကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။အခုလိုမျိုးဖြစ်ရမှန်မှုခင်းဇာတ်လမ်းတွေကိုနားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ပါစေရှင်